အမေသမီးတို့ရောက်ပြီမြင်သားပဲမတွေ့တာကြာပြီနော်အမေ ပြီးပေါ်ကတော့ရောက်ချင်းအိမ်သားစီပြေးသွားတယ်အဲ့ဒါလည်းမြင်ပါတယ်တော့သူသမီးကိုဝင်တိုက်သွားတယ်ဟဲဘလို့ သမီးကိုဝင်တိုက်ပြီးအိမ်သားစီပြေးသွားတာဟုတ်တယ်ဦးစံနီဘာလဲမေဟုတ်တယ်ကိုတွေးလိုက်တယ်တောင်းပန်တာတော့တေချာမတောင်းပန်သွားဘူးဒီကိစ္စကိုနောက်မှရှင်းကြတာပေါ့ဟုတ်ကဲ့ပါပြီမော်ဒီကတော့ခုထိမင်းကိုကူပေးနေတော့မယ်နော်ဟုတ်တယ်အနီမေဒီကလေးမအိမ်မှာလာကူပေးနေရလေတော်သေးတာပေါ့မဟုတ်ရင်ကျွန်တော်တယောက်တည်းအလုပ်ပို့လုပ်ရတော့မယ်ဟဲရှင်နော်ဒီကလေးမအလုပ်ခိုင်းချက်ချင်းလုပ်တယ်သုံးကမပြောရဘူးဒီကတော်လိုက်တာအမေကလည်းဘာလဲနောက်ဆက်အောင်လေနှုတ်ဆက်ပါရဲ့ဟဲဒါပဲလား ခုရောက်နေပြီပဲဟာဒါမှအန်တီမေရဲ့အမေစစ်စစ်ပဲကဲအိမ်ထဲဝင်ကြရအောင်ဟဲ့ဟဲ့မိမောင်ရဲ့အိမ်သားအကောင်းဆုံးအိမ်သားပဲဘာလဲနေငါနေငါဝင်တိုက်သွားတာလေအော်အဲ့ဒါပဲပြောစရာရှိရလား sorry တောင်းပန်တဲ့ပုံလည်းမပေါက်ဘူးငါမအရေးပေါ်ကိစ္စရှိနေလို့လေဘာအရေးပေါ်ကိစ္စလဲကိုရေးကိုတာအရေးပေါ်ကိစ္စအရန်ကိုကြီးကိုတာဆန်တဲ့ကိစ္စပဲကျေးဇူးပြုပြီးမရှင်းပြနဲ့ငါလည်းရှင်းပြမလို့မဟုတ်ပါဘူးပြောရကလေးတွေကထူးဆန်းလိုက်တာအဲ့ဒါကိုပဲပြောနေတုံးလားဒီဘက်ငါ့ကိုတက်စာပုံနဲ့ပြစ်သွားတာလေအော်တိကျပဲအဲ့ဒါဆိုလဲ sorry ပါအေးပြီးတာပဲကဲကလေးနှစ်ယောက်ရန်ဖြစ်လို့ပြီးပြီဆိုရင်အိတ်တွေဖြေကြအခုလားမိမောင်ကလေအခုပေါ့ခရီးပန်းလာလို့ရေတောက်အောင်မယ်လေအိတ်တွေဖြေကြနည်းနည်းလေးနာပြီးပေါ့ဟုတ်ကဲ့လုပ်ပြီဘာကြီးတာလဲဘာမှမဟုတ်ပါဘူးငါတော့သဘောပေါက်သွားပြီဘာလို့လဲမိမောင်ကတော့ကောင်ထပ်ပုံမပြောဘူးထင်တယ်မိမောင်ကတော့မပြောဘူးတခါပြောရင်နားလေရမှာပေါ့ကလေးတွေဆိုတာအဲ့ဒါဆိုရင်ဘီးပေါ်အနေရရှိပြီ Hey ငါလည်းအဲ့လိုပဲထင်နေဒီဟုတ်ကဲ့မိမောင်ကျက်စာသွားထည့်လိုက်အောင်ဟုတ်ကဲ့မြင်လားအလုတ်ခိုင်းချက်ချင်းလုပ်တယ်ဟမ်ဘီးပေါ်အဲ့ဒါမင်းကိုပြောရထင်တယ်ဘသူ့ကိုပြောရဲဆိုတာကို့ဘာသာဆုံးဖြတ်ပေါ့အဲ့ဒါငါ့ကိုပြောတာပဲအေးလေပြီးပေါ့လူတိုင်းကဘာလို့ငါဘက်မှာမရှိကြရလဲဘာလို့လဲဆိုတော့မင်းမနေလို့လေဘီးပေါ်ရဲ့နေကတခုခုဆိုအချိန်ဆွဲနေရလေကျေးဇူးပဲနော်နင်တို့ရပါတယ်မလိုပါဘူးဟာချင်းနေဦးအဲ့ဒီမှာရက်မနေကြနဲ့သွားကြဟုတ်ကဲ့ပါမိမောင်ဘာလို့စစ်ထဲဝင်တော့မလို့ခံစားနေရလဲမသိဘူးဒီထက်ပိုနှင်းနေရင်တော့ဝေးရနိုင်နေနော်မေကူပါအောင်ကို့ဘာသာထုတ်ဖြီရမယ်ဘီးပေါ်ဖေလည်းမကူရဲဘူးပြီးပေါ့ကံကောင်းပါစေသားရေဟမ်မင်္ဂလာရွာမကြိုဆိုပါရယ်ကဲအခုအခန့်ကိုလိုက်ပြမယ်ဟေးအဲ့ရတော့မယ်ငါလည်းအိတ်ချင်နေပြီနင်တို့အဲ့လောက်မျောလင့်မထားတာပိုကောင်းမယ်ဘာလို့ဆိုလို့တာလဲခဏနေသိလိမ့်မယ်ဟမ်ခရင်ကဘာမှလဲဘာကတင်လဲအိတ်တဲ့ကတင်လေဒါအိတ်တဲ့နေရာပဲလေဒါကျင်းမြည်လေအင်းလေမွေးရရောမရှိဘူးခေါင်းရောရှိရတော်သေးတာပေါ့တယောက်တစ်လုံးဒါပဲလားဟဲ့ခေါင်းကတစ်လုံးပဲရှိတာမဟုတ်ဘူးလားအေးလေဘီးပေါ်ကလည်းအေးလေဟုတ်သားပဲ
ဒါဆိုငါတို့၄ယောက်လုံးဒီမှာအိပ်ရမှာလား အင်း ၄ယောက် အင်းနေရောငါတို့နဲ့အတူတူအိမ်မှာပေါ့ဟုတ်တယ်လေ နင်ကအိမ်ပြန်မသွားဘူးလား တချို့ရက်တွေပြန်တယ်တချို့ရက်တွေဒီမှာအိတ်တယ်ဘာလို့လဲမိမကိုကူဖို့ပေါ့ အလုပ်အများကြီးရှိလို့လား အင်း ငါတော့အခုတော့မောနေပြီ နေဘာမှမလုပ်ရသေးဘူးလေ ဘာပဲဖြစ်ဖြစ်ပေါ့ ជីနိုင်သွားပြန်ပြီ ဟိုမှာဘာကြီးလဲ ဘာမလေး နေရမော်မ ဟဲ့ ပင်ကူ အာ ဟမ်ပင်ကူပဲဟာနင်တို့ကလည်း ပင်းကိုပဲဟုတ်လား အကြီးပဲ အကြီးမဟုတ်ပါဘူးချစ်ဖို့တောင်ကောင်းနေတယ် ဘာ ချစ်ဖို့ကောင်းတယ်ဟုတ်လား ကြည့်လေမျက်လုံးလေးတွေနဲ့ အားတော့မကြည့်ကြပါဘူး နေရပင်ကူကိုချစ်ဖို့ကောင်းတယ်ထင်တာလား ဒီကောင်ကတော့ချစ်ဖို့ကောင်းတယ် ဒီကောင်ဆိုတော့တခြားကောင်တွေရှိသေးတာလား ရှိချင်ရှိမှာပေါ့ ဘာလို့အဲ့လိုပြောရတာလဲတီးတော့ ငါဒီမှာမအိတ်တော့ဘူးမြို့ကလေးရလဲထူးဆန်းလိုက်တာ ဘာရီစွညံနေကြတာလဲ မင်းမဒီမှာပင်းကိုကြီး ဟုတ်တယ်ပင်ကူကြီး အင်းဆိုတော့ဘာကိုပြောတာလဲမိမော် ပင့်ကိုရရှိရလေ အဲ့ဒီတော့ ဟဲ့ပင့်ကိုကအိမ်ငါကပေးထားလို့လား မပေးဘူးလေမိမော်ကလည်း ဒါဆိုနေရဖယ်ပေးစရာမလိုဘူး ဒါကတော့သူ့ကိုသဘောကျတယ် ဒါဆိုသူ့ကိုနာမည်ပေးလိုက် တကယ်လား မဟုတ်ဘူးလေ အော် ကဲအဲ့တွေဖြေကြ အကူကြီးလား ပြီးတော့ဟဲ့တော်တော့ မင်းတင်ကန်းစာရုံမရသေးဘူးလား သူ့ကိုသုံးခါပြောရတယ် နှစ်ခါပါပဲ သုံးခါ ပြီးပေါ့ ဟုတ်ကဲ့ပါမိမော် ဝါဘီးပေါ်တော်တိုးတက်လာတာပဲ နည်းနည်းတိုးတက်လာပြီအေးပြီးစီလေ မမေဖေဖေအထုပ်လေးလာဖြေပေးကြပါဦး ကိုကကိုလောက်ရမယ်လို့မိမောကပြောထားတယ်လေတာမမေလည်းမကူရဲဘူး ဖေဖေ ဖေဖေလည်းမကူရဲဘူးပြီးပေါ်ရေကိုဖတ်တာလုံးနော် ဟာမမေတို့ကလည်းရတယ်ကိုယ့်ဘာသာကိုလှုပ်ရှင်လို့လှုပ်လိုက်မယ်ဟူးနောက်ဆုံးတော့ပြီးပြီတော်လိုက်တဲ့ငါပါလား နေရအဲ့တလုံးမဲ့ဖြစ်ရလေ အဲ့ဒါလေအလုပ်ပဲလေ ငါတော့ဒီလောက်ပစ္စည်းတွေယူလာတာဘာလို့ဖို့လဲမသိပါဘူး နေမဲအကုန်ထုတ်လာတာလေ ကျွတ်တင်ပြင်ဆင်မှုကအရေးကြီးရလေ မင်းဓမီ3လက်တောင်ယူလာတယ်ဘာလို့ဖို့လဲ တစ်လုံးပြန်ဘယ်လိုလုပ်မလဲ ဒီတော့နေရအပိုရီပါထိတ်လာတာပေါ့ မဆုပ်စာအုပ်ငါးဦးကလည်းပါသေးတယ် 6လိုလာရင်ရော 6အုပ်တောင်မလိုလာဘူးထင်တယ် ပြင်ဆင်ထားတာမပြင်ဆင်ထားတာထက်ပိုပြီးတော့ကောင်းတယ် အဲ့ဒါကြောင့်နေရအလေးတည်ရတာလေ အဲ့ဒါကိစ္စမရှိပါဘူးအရေးကြီးတာပြည့်စုံမှုပဲ နေရထူးဆန်းတဲ့လူပဲ ကျေးဇူးပဲ အဲ့ဒါချီးကျူးတာမဟုတ်ဘူးဟဲ့ အော် ငါတော့တီးတော့အသိမထူးဆန်းဦးထင်တယ် ဟမ် तू ကနည်းနည်းပဲထူးဆန်းတာ ကျေးဇူးပဲပြီးပေါ်တငယ်ချင်း နင်တို့နှစ်ယောက်လုံးထူးဆန်းတာ အေးငါဘာလို့ပါသွားရတာလဲ နေရလည်းထူးဆန်းလို့ပေါ့ ငါဘယ်တော့မှထူးဆန်းလို့လဲ နေရရောက်ချင်းအိမ်သာစီပြေးတော့တာလေ အဲ့ဒါအရေးပေါ်ကိစ္စ နေအဲ့ဒါပဲပြောနေတယ်အရေးပေါ်ကိစ္စအရေးပေါ်ကိစ္စလေမြို့ကကလေးတွေကထူးဆန်းတယ် ရွာကလေးတွေကပို့ထူးဆန်းနေ ဘာ 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 ဟဲ့တဘာဘာနဲ့ဘာတွေဖြစ်နေကြရလဲ မင်းကြောင့်ငါတို့အော်ခံရပြီ နင်တို့ပဲလာညင်းနေရလေတော်ပြီဒီနေရာငါနေရာ ဒါဆိုငါတို့ကရော ဟိုဘက် ကျမ်းမြေမော်ကြီးလား အကောင်လုံးကဂျမ်းမြေကြီးပဲလေဂျမ်းမြေကနင်တို့ကိုမကြိုက်ပါဘူးငါအစွန်ဆုံးမှအိမ်မယ် ဟာငါအဆွမ်းမအိတ်မယ် အဲ့ဆိုငါအလဲမှာအိပ်ရမှာလား ငါအာယုံစူးစိုက်မှုကောင်းအောင်လို့လေအစွန်မှအိမ်ရမှာ
ငါကြောက်နင်တို့အိမ်မှာအိမ်ရင်အမြဲတမ်းအလဲမှာအိမ်ရလေနင်တို့နှစ်ယောက်ကအမြဲပဲအစွန်မှာအိမ်နေပြီးတော့ အဲ့ဆိုငါကြတော့ဒီနဲ့အိပ်ရမှာလား ကဲကလေးတွေအခုဒီနေရာချတော့မပြီးသေးဘူးလားမီးမော်နေရာလာချပေးရမလား ဟင်းအကုန်စင်ပြေသွားပြီမိမော ရပြီမိမသမီးတို့အဆင်ပြေသွားပြီ ဒါကအလဲမှာပဲအိတ်လိုက်ပါပြီမိမော် ငါအိမ်ပြန်ချင်လိုက်တာ ဟဲ့ညီတို့ကိုမရောက်တာလေ